ကျွန်တော်တော့ support ပါ reggae တချင်းတွေကိုပဲတစိုက်မမတ်ဆိုနေတဲ့တချင်းတွေတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ဟာ music not only music ကျွန်တော်ဟို message အဓိက message ကျွန်တော်ပေးချင်တဲ့ဟာရှိတယ်အဲ့ဒါမြန်မာနိုင်ငံတစ်နိုင်ငံနဲ့အတွက်မဟုတ်ဘူးကျွန်တော်တစ်ကမ္ဘာလုံးအတွက်ဖြစ်တယ်ဆိုတော့ကျွန်တော်ကရင်လူမျိုးတယောက်လည်းဖြစ်ပါတယ်ကျွန်တော်အဖေကကရင်ကျွန်တော်အမေကလည်းကရင်ဒါပေမဲ့ကျွန်တော်အမေကတော့အရှိပိုးလို့ခေါ်တယ်ဖန်တုံရင်းပဲပေါ့ဟုတ်ကဲ့ကရင်လူမျိုးဖြစ်ပါတယ်ကျွန်တော်မှာပေါ့နော်ဒီကျွန်တော်တို့အမျိုးအဆွေထဲမှာပေါ့နော်အတင်တရားဆိုရင်တော့ကျွန်တော်အဖိုးတယောက်ရှိတယ်သူက missionary တယောက်ပေါ့နော်ဒီ missionary wing ကကျွန်တော်တို့အဲ့မှာဖះเจ้าရှိမယ်ကျောင်းရှိမယ်ဆိုတော့ကျွန်တော်တို့ငယ်ငယ်တော့ကကျွန်တော်တို့ဘဝကဟိုဘယ်လိုပြောမလဲမချမ်းသာပေမဲ့လည်းပေါ့နော်တကယ်ဒီအရာတွေနဲ့နှီးစပ်မှုရှိခဲ့တယ်ပေါ့လူလူသားတွေနှလုံးသားတွေကဖြူစင်တဲ့ချစ်စစ်တွေနဲ့အမားကြီးကိုအယောင်ချင်ကြည့်အောင် right ဟုတ်တယ်ဆိုတော့အဲ့ဒီဟာကလည်းကျွန်တော်တို့ကျမ်းစာတွေကကျွန်တော်ခရစ်ယာန်ကျမ်းစာတွေကကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး73အဲ့ဒီတစ်ခန်းလုံးအဲ့ဒီထဲကအနှစ်နှစ်ခုကျွန်တော်ထုတ်ထားပြီးတော့ကျွန်တော်က message ပေးတယ်ပထမတစ်ခုကချစ်ကြပါအဲ့ဒါတော့လူတိုင်းနားလေတယ်နောက်တစ်ခုကအမုန်းများကိုရက်အဲ့နှစ်ခုပဲရှိနေကျွန်တော်အဲ့နှစ်ခုပဲရှိအဲ့ဒါနဲ့ကျွန်တော်ကတိဆိုတိဆောက်မယ်အဲ့ဒါနဲ့ကျွန်တော်ကတလုံးတော့ရတယ်ဆိုတဲ့အရာတိဆောက်ချင်တယ်ချစ်ကြစမ်းဟဲ့အမုန်းများကိုရှက်အမုန်းများကိုရှက်အမုန်းများကိုရှက်တယ်ဆိုတော့ဥပမာဗျာကျွန်တော်တချင်းလေးပေါ့နော်ချစ်ကြပါ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 ဒီဟာလေးကတက်ကပဲအရင်ဆုံးတော့ဗာလဲဆိုတော့သူတို့ဒီထဲကိုမရောက်ခင်မှာဒီမှာအဲ့ဒီဟာကသူတို့ရောက်ဖို့အတွက်သူတို့နားနေသွားမှာတော့ရိုးရိုးလေးနဲ့ဝင်မယ်ဘယ်ဘာသာတိုင်းမဆိုကျွန်တော်ဝင်သွားမယ်ကျွန်တော်ဆိုလို့ချင်တာဘယ်ဘာသာမှဆိုကြည့်လိုက်ဗျာကျွန်တော်တို့ဒီချစ်ချင်းမြတ်တာကိုပဲချိန်ခံတာကျွန်တော်ဘောလုံးသမားတက်တန်းဘဝမှာကျွန်တော်စူးစမ်းခဲ့တယ်ပေါ့နော်1995မှာကျွန်တော်ကနေပြီးတော့ဒီရှစ်တောင်အချဟိုဟာအတွက်စီးကိန်းအတွက်ရေးချယ်ခြင်းခံရတယ်ပေါ့နော်အဲ့မှာပြောရမယ်ဆိုတော့ဘောင်းစုံရှိတယ်လူဘောင်းစုံလူမျိုးဘောင်းစုံပေါ့ဒါမြန်မာနိုင်ငံကိုစားပြုတိုးတော်လဲလူမျိုးဘောင်းစုံနောက်ဘာသာဘောင်းစုံကျွန်တော်တို့ကအတူတူကစီးလုံးချင်းနဲ့ကျွန်တော်တို့ကစားခဲ့ရတဲ့အရာဒါတော့တန်းတော့အောင်တင်မြအောင်တို့တော့မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တော့နော်အောင်ကျော်ကျွန်တော်အောင်ကျော်ဆွဲကရင်ပဲကျွန်တော်ဆွဲကရင်ကျွန်တော်ခရစ်ယာန်နေနောက်ရှိသေးတယ်အဲ့မှာဗီနိုတို့ပါတော့တို့ကမွတ်စလင်တွေပါညာပေါ့နော်သူတို့ကဘာပဲဖြစ်ပေါ့နော်ဒီဘုံလုံးအားဖြင့်ကျွန်တော်တို့ကဒီမှာတလုံးတော့ရတယ်ဖြစ်သွားတယ်ခုနဟာတွေကျွန်တော်တို့မှမရှိတော့ဘူးပေါ့နော်ဆိုတော့အခုလိုမျိုးပြိပခါတွေဖြစ်နေတယ်ဗျာဘာသာရေးဖြစ်တယ်လူမျိုးရေးတွေဖြစ်ကြတယ်အဲ့တော့ကျွန်တော်ဘယ်လိုဖြစ်မလဲကျွန်တော်ကပေးနေတဲ့ message ကချစ်ကြပါဘောเนาะဘာညာဆိုလို့ပြောတယ်ဟိုပြန်တဲ့အခုကပြောင်းပြန်ဖြစ်ဆိုတော့ကျွန်တော်ဝမ်းနေရဒီဟာကိုမြင်ရလေကျွန်တော်ဝမ်းနေလေဒါမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဗျာကျွန်တော်ရဲ့ message ကိုကျွန်တော်ဆက်ပေးမယ်ဆက်ပါ